ဘန်ကလေးကဘန်ကလေးဖြစ်ရတာတိတ်စိတ်ပါဖို့မရဘူးသူ့မှာရင်ခုန်စရာဂါဂနာနာမရှိကွယ်တို့ရဲ့မွေးရုံလှရုံနဲ့ဘန်းတွင်းရဲ့ဝတ္တရားကုန်မတဲ့လားဘန်းကလေးရေမင်းစိတ်ကူးလေးနဲ့ငါ့ကိုပြစ်ပါတစ်ချက်ပြည့်ရင်တကောင်ကြရမယ်လို့12လရာသီလုံးလုံးကို့မှာမေတ္တာတရားကိုပြောပြဖို့ရည်မီအစုံနဲ့ခန့်ခန့်ကြီးအကြက်ရိုက်နေသူဘန်းကလေးရေလုံသားတွေကလိန်မြန်တွေအတန်ပဲကြားနေရအိုဆုံးလွာပါတာကနေနောက်ဖေးဝန်းထရံလေးပြက်နေတာအထိအချစ်မရှိရင်ဘယ်အရာမှပြန်ကောင်းလာနိုင်မှာမဟုတ်ပါဘူးဘန်းကလေးရေစောင့်စားမှုတွေကြံ့ကြာလွန်းစန္ဒတွေအိမ်မက်သေးပွင့်ကြကျဲစုံညရဲ့ဘူးစင်လေးအောက်မှာအချစ်နဲ့ကပါအိုးအောင်မင်းအောင်ငွေလိုဘန်းကလေးချီချော်လက်ချော်အလွမ်းလေးတောင်မင်းမရသင့်ဘူးလားရှိရည်ဇက်တွေချိုကလက်ထဲထည့်ပြီးမင်းအတွက်လက်ဆောင်ပေးခြင်းတယ်ကွယ်တို့ရဲ့ဝင်းယုံလှယုံနဲ့ဘန်းတို့ရဲ့ဝတ္တရားကုန်မတဲ့လားဘန်းလေးလမ်းထိပ်မော်ရင်ကားဆိုင်လေးကနေနိဗ္ဗာန်အထိမင်းနဲ့အတူသွားခြင်းတယ်နေ့တွေညတွေတစ်ခုပြီးတစ်ခုအရစ်ပြုံးသွားလိုက်တာဒီတစောင်းကုန်လဲကို့မှာပေါင်ပုံတစ်လုံးဟောင်းလို့ဟောင်းယုံတာဒါပေမဲ့သူ့မှာရင်ခုန်စရာဂါဂနာနာမရှိဘန်းကလေးရဲ့ကောင်းငယ်မြန်မြန်အရွယ်ရောက်စေခြင်းလှပေါ့နှင်းကြတာနေထွက်တာပန်းပွင့်တာပြီးတော့ကြပြာရွတ်တာတဘာဝတရားကိုမှမယုံရင်မင်းနဲ့ငါဘာကိုယုံမလဲမောင်သိန်းစောဆရာမောင်သိန်းစောရဲ့ကြပြာဖြစ်ပါတယ်ဇုံတိနောင်ပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဒီကြပြလေးကိုနှစ်သက်တယ်ဆို like and subscribe လေးလုပ်ပေးသွားပါဦးခင်ဗျာနောက်ဗီဒီယိုတွေမှာထပ်တွေ့ကြမယ်နော်